စမူစာကိုပေါ့နော်စိုက်မှာတက်စားရတာမဝဘူးဆိုတဲ့အသေးလေးဒီအိမ်မှာလှုပ်ရှားကြည့်နော်လုံးဝအလွယ်တယ်နော်ဒီလိုမျိုးပေါ့နော်ကျွတ်ကျွတ်ရွာလေးနဲ့စားလို့ရအောင်ပါဝင်ပစ္စည်းလေးတွေရတော့ပေါ့နော်ဒီမှာကျက်တော့အနီလေးပေါ့နော်စီစူလာပြီးကျက်တော့အနီလေးထည့်ကြမယ်ပေါ့နော်ချက်နှမုတ်လေးနည်းနည်းထည့်မယ်ကျက်တော့ဖြူလေးထည့်မယ်ပေါ့နော်ကျက်တော့ဖြူလေးထည့်ပြီးတော့စီလေးမှုရအောင်တက်ပူရတဲ့ခါကြလို့ချက်ပေါ့နော်မုံလာဦးဒီလေးရဲ့ဂေါ်ပီလေးရဲ့ထပ်ထည့်မယ်နော်ဂေါ်ပီလေးရဲ့ပေါ့နော်နွားဝါးလေးတိအထိကြော်ပါနော်ပြီးလို့ရှင်ပေါ့နော်အာလူပြုတ်ပြီးလှီးထားတဲ့ဟာလေးတွေကိုထည့်ပြီးမယ်နော်အာလူကပြုတ်ထားတာဖြစ်တဲ့အတွက်ကြောင့်နောက်ဆုံးမှထည့်ရပါနော်ရတာမဟုတ်ထည့်မယ်စားနှင်းငယ်ထည့်မယ်နော်ရှုံမုတ်လေးလည်းနည်းနည်းထည့်တယ်နော်အယောင်တမှုတ်လေးထည့်မယ်ရှင်မဆလာလေးထည့်မယ်နော်မဆလာကတော့ပေါ့တော့အနက်မွေးတာများများကြိုက်လို့ရင်များများထည့်ပါနော်ဒါလေးကိုပေါ့နော်စီတက်ပူရလို့ရှိရင်ပေါ့နော်ပြီးပါပြီနော်စမူစာလုံးနီးမတိတဲ့တဲလေးတွေဆိုလို့ချင်းပေါ့နော်ဒီဖက်ခေါက်နီးလေးကိုကြည့်ပြီးတော့လိုက်ခောက်လို့ရပါတယ်နော်ဒါမလုံးတက်တဲ့သူတွေအတွက်ဆိုအရန်အဆင်ပြေပါတယ်နော်ဒီလိုလေးမျိုးလေးပေါ့နော်ခောက်ပြီးတဲ့ခါကြားလို့ချင်းပေါ့နော်အစာသေးတွေကိုထည့်မယ်နော်ခုနကြော်ထားတဲ့ဟာလေးတွေကိုထည့်ပြီးတော့ပေါ့နော်ကိုလိုချင်တဲ့အချိန်ကဒဲလေးပြန်ခောက်မယ်နော်ခောက်ပြီးတဲ့ခါကျနောက်တစ်ခေါက်ပြန်ခောက်ပါနော်ပြန်ခောက်ပြီးတဲ့ခါကျလို့ချင်းပေါ့နော်ကြက်ဥအပေါ်ကပေါ့နော်အကအရေလေးနဲ့တုပ်ပြီးပါနော်တုပ်ပြီးတဲ့ပြန်ပိတ်ပြီးလိုက်ပါနော်စပူစာလေးကဒီလိုမျိုးထောက်ရတယ်ပေါ့နော်ဟိုဆရာမဟုတ်တဲ့အတွက်အရင်နဲ့တော့ခောက်နေတော့မကြဘူးပေါ့နော်မလုတ်တတ်တဲ့သူတွေအတွက်ဆိုရင်ဒီနည်းလေးကအဆင်ပြေပါတယ်နော်ဒီလိုမျိုးလေးအများကြီးခောက်ပြီးတဲ့ခါကျရင်စကြော်မယ်နော်စီကိုပေါ့နော်အရင်နဲ့မှအပူနေထိုင်းမှမကြော်ပါနဲ့ပေါ့နော်သူကကျွတ်ထာမြန်လို့ပါနော်ပေါ်ပြည့်ရွက်လေးတွေဆိုလဲပေါ့နော်အစ်စ်ဝယ်လို့ရတယ်နော်အရင်နဲ့မှအဆင်ပြေရဲ့ဒီလိုမျိုးကျွတ်ရွက်လေးစားလို့အရန်နဲ့မှကောင်းပြီးတော့ကိုယ့်အိမ်မှာအဝစားလို့ရပြီနော်စမူစာကြော်လေးပါရှင်